PDF ကို attach နဲ့မသွားဘဲနဲ့ file attach ဆိုတဲ့နေရာကနေမသွားဘဲနဲ့ PDF import သွားမယ် PDF import ဆိုပြီးရိုက်ထည့်မယ်ရိုက်ထည့်ပြီး enter တစ်ချက်နှိပ်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခါ enter တစ်ချက်ထပ်ပြီးနှိပ်မယ်သူက select PDF enter လေး select လုပ်မှလာလို့မေးတဲ့အတွက်ဟုတ်တယ် select လုပ်မယ် enter တစ်ချက်နှိပ်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကိုလိုချင်တဲ့ file လေးကိုသွားပြီးယူမယ်ယူပြီးသွားပြီဆိုလို့ရှိရင် open ဆိုတာလေးကိုဖွင့်မယ်ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်သူကလည်းဒီမှာ location တွေကို specify on screen လုပ်မှာလားဟုတ်တယ်လုပ်မယ်ပြီး import as block ပေါ့နော်ဒီအောက်မှာရှိတဲ့ block အနေနဲ့ import လုပ်မှာလားဆိုရင်တော့မလို့ဒီ block ကိုအမှန်ကျဖြုတ်ထားမယ်ပြီးရင် okay လေးတစ်ချက်ပေးလိုက်မယ်ဟုတ်ပြီ insertion point လေးကိုချလိုက်ပြီခဏဆောင်မယ်ပေါ့နော် converting လုပ်နေတယ်အဲ့အချိန်မှာခဏလေးစောင့်ပေးမယ်ဒီမှာဆိုရင်သူက file လေးရောက်လာပါပြီရောက်လာတဲ့အခါမှာအမတို့တစ်ချက်သွားပြီး selection တွေပေးကြည့်မယ်ပေါ့နော်ဒီမှာ line ဆိုလို့ရှိရင်တော့ line လေးတွေဒီ block လေးတွေကတော့ပြည်သွားတယ်ပေါ့နော် line ဆိုလို့ရှိရင် line အတိုင်းစာလုံးဆိုလို့ရှိရင်လည်းစာလုံးတဲ့အမတို့စာလုံးတွေကိုပါပြန်ပြင်လို့ရတယ် dimension ဆိုလို့ရှိရင်လည်း dimension အတိုင်းလာတယ်ပေါ့နော်ဟုတ်ပြီဒီဟာလေးကိုအမတို့ dimension လေးတစ်ချက်တိုင်းကြည့်မယ်ပေါ့နော်သူ့ရဲ့ dimension မှန်သလားမှားသလားဆိုတာတစ်ချက်တိုင်းကြည့်မယ် first point ကလေး second point ကလေးနဲ့တိုင်းကြည့်လိုက်တဲ့အခါမှာ20 degree ကိုကွက်တီကျနေပါတယ်ဒါကြောင့်မလို့ဒီဟာက dimension တွေပါလည်းပြင်စရာမလိုဘူးပေါ့နော်ကွက်တီပဲဖြစ်နေရဲ့ဒီလေးကကြတော့ဆွမ်းနာလိုမျိုး PDF attach တွဲတဲ့လိုမျိုးအချက်လိုက်ကြည့်မလားပဲနဲ့သူကဒါသူပြန်ပြီးတော့ကွဲသွားတဲ့ပုံစံမျိုးပေါ့နော်ဒီထဲမှာကွဲတာကိုပြင်ကျင်တာကိုလိုတဲ့လိုမျိုးပြင်လို့ရတယ်ပေါ့နော်ဒါလေးကတော့ PDF ကို import လုပ်တဲ့နည်းလေးပဲဖြစ်ပါတယ်နောက်ထပ် command လေးတစ်ခုပေါ့နော် command လေးတစ်ခုကကြတော့အမ scale ကို reference နဲ့လုပ်တာလေးကိုဒီမှာပြပြပေးပါမယ်အရင် command video ထဲမှာလည်းဒီ scale reference လုပ်တာကပါတယ်ဒါပေမဲ့ဒီမှာတစ်ခါပြန်ပြတာကကြတော့အမကဒီလိုမျိုးproject အကြီးကြီးတစ်ခုလုံးရောက်လာတဲ့အခါမှာဘယ်လိုမျိုး scale ပြန်လုပ်ရမလဲဆိုတာလေးကိုပြပေးခြင်းလို့ပေါ့နော်ဥပမာအမတို့က PDF ကို import လုပ်လိုက်ပြီးလုပ်လိုက်တဲ့အခါမှာ scale မညီတာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့20 degree ကို20 degree ကိုကွက်တိကျသွားတယ် scale တကယ်လို့ကိုက site ထဲမှာလုပ်နေတဲ့အချိန်မှာ project ကြီးကလည်းအကြီးကြီး scale ကလည်းမညီဘူးဆိုလို့ရှိရင်ဘယ်လိုပြန်လုပ်ရမလဲဆိုတာကိုသိအောင်လို့ပေါ့လုပ်ပြပေးမယ်ပေါ့နော်အခုလောလောဆယ်အမကဒီ project လေးကို scale လေးကိုချုပ်လိုက်မယ်ချုပ်လိုက်ပြီပေါ့နော်သူကတော့ဒီမှာ20 degree ကိုမပြောင်းသွားအောင်နော်ဘာလို့လဲဆိုတော့ဒီ original file မဖြစ်တဲ့အတွက်20 degree ကိုကနေပြီးတော့သူ့ရဲ့ original dimension ကိုပြောင်းမသွားဘူးခုဘက်သားကိုဆွဲသွားလို့ရှိရင်တော့ဒီမှာ9 degree ကိုဖြစ်သွားတယ်ပေါ့နော်အခုဒီမှာ grid line 1ကနေပြီးတော့ grid line 3ကိုတိုင်းလိုက်တဲ့အခါမှာ9 ပေနဲ့မှာ10လက်မှရှိရပေါ့နော်9 ပေ10လက်မှအမှန်တကယ်အမှတော့20 ပေကိုဖြစ်ရမှာ20 ပေကိုဖြစ်ရမှာကို9 ပေ10လက်မှဖြစ်နေတယ်ဒါဆိုလို့ရှိရင် scale ချုပ်မယ် scale ကဘယ်နှဆချုပ်ရမှာလဲဘယ်နှဆချုပ်ရမှာလဲသိချင်လို့ရှိရင်အမတို့က20 ပေ9 ပေ10လက်မှကိုတီး20 ပေ9နဲ့စအဲ့လိုမျိုးတွေလောက်ရမယ်အဲ့လိုမျိုးလောက်တဲ့အခါကြာလို့ရှိရင်တော့တစ်ဆဆိုတစ်ဆနှစ်ဆဆိုနှစ်ဆ 0.5 ဆို 0.5ကိန်းပြည့်ကွက်တီကြီးထွက်မှာမဟုတ်ဘူးထွက်မှာမဟုတ်တဲ့အတွက်အမားတို့က scale ကို reference အနေနဲ့လုပ်ပေးရမယ် reference အနေနဲ့လုပ်တဲ့အခါမှာအမားတို့ကလိုအပ်တာက line လေး2 line ဆွဲဖို့လိုအပ်တယ်ပထမတစ် line ကဖြစ်သွားခြင်းတဲ့ line ပေါ့နော်ဖြစ်သွားခြင်းတဲ့ line က20 degree ကိုဖြစ်သွားခြင်းနဲ့ဒုတိယ line ကအကျူရရှိတဲ့ line အကျူရရှိတဲ့ line က9 ပေ10လက်မှပဲရှိတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်9 ပေ10လက်မှတစ် line 20 degree ကိုတစ် line 2 line ဆွဲမယ် L enter first point ကလေး direction ပြမယ် auto လေးကို on ထားမယ် on ထားပြီးတော့9 ပေ10 enter တစ် line ဆွဲပြီးသွားပြီဟုတ်ပြီနောက်ထပ်တစ် line ကိုအမကအယောင်လေးနဲ့ဆွဲမယ်အစိမ်းရောင်လေးနဲ့ L enter ဒီမှာပဲ first point ကိုဒီမှာချမယ် second point အတွက် direction ပြပြီးတော့20 degree ကို enter ဆိုပြီးတော့ဆွဲမယ်ပေါ့နော်ဒီမှာအမတို့က9 ပေကိုဆွဲတဲ့အခါမှာ line enter ဆိုပြီးတော့ဒီ first point second point ပေါ့နော်ဒီလိုမျိုးဆွဲရင်လည်းရတယ်sorry ဒီဟာလေးက9 ပေ9လက်မှရှိရ9 ပေ10လက်မှမဟုတ်ဘူးပေါ့နော်ဒီ line လေးကိုပဲအမယူလိုက်မယ်ဒီ1ကနေ3ကိုဆက်ထားတဲ့ line လေးကိုပဲယူလိုက်မယ် m enter ဆိုပြီးတော့9 ပေ6လေးရတစ် line 20 degree ကိုကတစ် line အမတို့ကဘယ်နှပေဖြစ်သွားချင်တာလဲ20 degree ကိုဖြစ်သွားချင်တာ original ရှိတာကဘယ်နှပေရှိတာလဲ9 ပေ6ရှိတာပေါ့နော်ဒါကြောင့်လို့ line လေး2 line ဆွဲထားမယ်ပြီးရင်အယောင်လေးလည်းမတူအောင်ထားထားမယ် scale ရှယ်မယ်
SC under object ကိုဆက်လက်ပေးမယ် object ကိုဆက်လက်ပေးတဲ့အခါမှာကိုပြောင်းသွားခြင်းနဲ့အရာမှတ်သမျှကိုဆက်လက်ပေးမယ်ကိုပြောင်းသွားခြင်းကဒီ drawing plan တစ်ခုလုံးကြီးကိုပြောင်းသွားခြင်းနဲ့ပြီးတော့ဒီ9ပေ6လေးပေါ့နော်ဒီအဖြူအောင် line လေးကိုလည်းပြောင်းသွားခြင်းတာဖြစ်တဲ့အတွက်9ပေ6လေးကိုပါဆက်လက်ပေးထားမယ်ပြီးရင် enter တစ်ချက်နိုင်မယ်ပြီးရင် base point သတ်မှတ်ပေးပါ specify base point လို့ပြောတဲ့အတွက်အမတို့က base point လေးသတ်မှတ်ပေးမယ် base point သတ်မှတ်ပေးတဲ့အခါမှာဒီ line 2 line ရဲ့အစွန်ပိုင်းလေးကိုပဲသတ်မှတ်ပေးမယ်ပေါ့နော် click တစ်ချက်ချမယ်ပြီးရင် reference နဲ့သွားမှာဖြစ်တဲ့အတွက် enter ဆိုပြီးတစ်ချက်နိုင်မယ်ပြီးရင်အမတို့က first point click second point click third point click 3 point click မယ် first point ကဒီ line 2 line ရဲ့အစွန်ပိုင်း click မယ် second point ကဒီ original ရှိတာကို click မယ် third point ကကိုပြောင်းခြင်းတဲ့ length ကို click မယ် first point click second point click third point click ဒါဆိုလို့ရှိရင်21ပေကိုပြောင်းသွားပြီ dimension ကိုတိုင်းကြည့်လိုက်တဲ့အခါမှာလည်း21ပေကိုဖြစ်သွားပြီပေါ့နော်ဒီဟာလေးကဒီ plan ပုံလေးအတွက်ကတော့လွယ်လုံးတယ်ပေါ့နော်ကိုတကယ် site ထဲမှာ project အကြီးကြီးလုပ်ရတဲ့အခါမှာ scale ကိုမှန်သွားဖို့ရအတွက်ဒီဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင် scale ကဘယ်နှဆလုပ်ရမှာလဲ2ဆလုပ်မှာလား3ဆလုပ်ရမှာလား 1.75 လုပ်ရမှာလားမသိဘူးပေါ့နော်ကိုတွေ့ကြည့်လိုက်လို့ရှိရင်နောက်မှာဒသမအများကြီးထွက်နေမယ်ဆိုလို့ရှိရင်ဒီနည်းနဲ့ပဲလုံးဝကွက်တိကြတယ်ပေါ့နော်ဒါလေးကတော့ scale reference လောက်တာပဲဖြစ်ပါတယ်